ဒါကျွန်တော်ရဲ့ပေါင်330ရှိတဲ့တငယ်ချင်းပါသူကလမ်းတော်တိတ်လျှောက်လေးမရှိရတဲ့ပါတယ်ဒါပေမဲ့သူအခုကင်ပြည်နယ်အမြင့်ဆုံးတောင်ကိုစူးစမ်းပြီးတက်သွားမှာဖြစ်ပါတယ်ဒါပေမဲ့ဇွဲခွင့်တက်မယ်ဆိုရင်ဖြစ်နိုင်လားစောင်းမောတွေပါဘလားမတက်ရသေးပါဘူးပေါ်ပြီးတက်လို့ပြေသွားတော့တယ်ဖြစ်နိုင်ပါတယ်ကရင်ပြည်နယ်အမြင့်ဆုံးနေရာဇွဲခွင့်တောင်ထိပ်ကိုရောက်ဖို့ဆိုတာတော်တော်မောတဲ့ခီတစ်ခုပါတောင်ချီရောက်သမျှသူတိုင်းလည်းမတက်သလိုတက်တဲ့သူတိုင်းလည်းတောင်ပေါ်မရောက်ပါဘူးဒီကစားပြီအစားပိုင်းတော့နည်းနည်းမှတ်ပဲဒါပေမဲ့တောင်လေတော့ရောက်လို့ရှိရင်တော့ပြည်ပြည်လေးပဲရှိအောင်ဘာစိတ်ပူကြမလို့နော်ဒါမင်းပေါင်ဘလောက်330ပေါင်330 45% မင်းနေတော့အကောင်ပဲရှိုးရကျွန်တော်တငယ်ချင်းတွေကသူ့ကို nickname ဝက်ကြီးလို့ခေါ်တယ်နာမည်ကတော့ဖုံးမြတ်မင်းပါကျွန်တော်သူနဲ့စကားပြောတိုင်းမင်းလောက်ဝါရဲ့သူဇွဲကမင်တက်တာမမြင်ဘူးသေးကြောင်းနဲ့မင်းတက်ကြီးတင်ကြောင်းဆိုတာကတော့မပါမဖြစ်အကြောင်းအနေနဲ့ပြောလို့ရှိရယ်ဝက်ကြီးလည်းရအောင်တက်ဖို့စံထားရှိပါတယ်ကျော်ချွတ်ပါပြီးပါနိုင်ပြန်တော့ဆင်းတော့ကျွန်တော်အခု9:40မိနစ်40ရှိပြီဒီကနေစပြီးတော့တောင်စတက်ပြီဖြစ်ပါတယ်ဒီကစပြီးတော့တောက်လျှောက်အတက်ကြီးပဲပြပြလေးတက်မယ်ချမ်းတက်မယ် I get ready ပါပုံမှန် fitness နဲ့လူပြောဆိုရင်ဇွဲခွင့်တက်ဖို့ပြန်ပြန်တနားခွဲကြပါတယ်ဝက်ကြီးရဲ့ခီးကဗနိုင်တွင်းရောက်ရမယ်ဆိုလို့မရှိပါဘူးတောင်ထိပ်ရောက်ဖို့အဓိကပါပဲရဲမောနေပါဘာကြီးတွေခဏကြီးတွေ stamina မကော stamina အေးနမ်းမယ် yes ကောင်းတယ်သူကောင်းလို့ပဲ go wide oh my god ဘောင်းရွှဲတင်ဘောင်းရော shot တော့ဆောင်းလို့ဘာမင်းလဲအော်နည်းနည်းဘာမြည်ရောနည်းနည်းကြီးတယ်ညကိနေရောမျိုးမกินနေဘူးလားတော့လားဒါ view ကောင်းတယ် view ကောင်းတယ်ဒါတော့နည်းနည်းလေးရှိသေးတယ် view ကောင်းတယ် fighting ရှုံးလားရဲမောပါလေလူလည်းတော်တော်ပြိုင်းနေပါလေအင်ကြီးလည်းမကတ်တော့အင်ကြီးလှန်လိုက်ရတယ်ရောင်းတယ်မိုးမချိုးရင်မနေ့ပါစောရောက်မိုးချိုးမပေါ်အဲ့လိုက်ဟိုကျန်တလားတော့ဒီမှာနေရတက်စင်လာတာဂျင်စောကြမလို့တော့တလားတော့မလို့နေကြဒီတစ်ခါတော့စဉ်းစားရ5 km ပြင်အောင်လမ်းမလျှောက်ဖို့ရဲ့ဖုံးမြတ်အတွက်ဇွဲခွင့်တောင်ထိပ်ရောက်တယ်ဆိုတာဂုဏ်စရာ achievement တစ်ခုပါဘယ်တလန်းညာတလန်းဝေးမတွေးနဲ့တက်တဲ့သူတိုင်းမောတဲ့ဇွဲခွင့်တောင်တက်လမ်းမှာဖုံးမြတ်ကိုတွေးရတာလူတိုင်းကို surprise ဖြစ်စေခဲ့တယ်လမ်းမှာတွေးသမျှခီးသွားတွေကလည်းတောင်ထိပ်ရောက်အောင်တက်ဖို့အားပေးခဲ့ကြပါတယ်တကယ်တက်မှာတောင်းပါအဲ့ပါfighting ကဲဟုတ်ကဲ့ပေါင်တော့30ဟာ330ရကျေးဇူးပဲတက်မှာတော့ရောက်အောင်တက်ပါတော်လေလက်တက်လိုက်ခုနလေးပါလားခုနမင်းခုနမရှိသေးခဏမရှိသေးလားတက်လိုက်ဟော fighting let's go ကျွန်တော်တို့က10နှစ်သားတွေကခင်လာကြတဲ့တငယ်ချင်းတွေပါအခု23နှစ်ရှိပါပြီအသက်တွေကြီးလာတဲ့မြဝိတ်ဖို့များလာတဲ့ဖုံးမြတ်ကိုကျမ်းမာရေးယူဆိုင်ဖို့ပြောရတာမနှဲပါဘူးလန်တနိုင်လောက်ရှောက်ကြည့်ဖို့ပြောတိုင်းသူမလုံးနိုင်ဘူးဆိုတဲ့စကားနဲ့ပဲဘယ်မှမရောက်ခဲ့ဘူးဒါပေမဲ့ဖုံးမြတ်ဘော်ဒီကသူထင်တဲ့အထက်ပိုလုံးနိုင်တယ်ဆိုတာကိုသူ့ကိုပြချင်လို့ဇွဲခွင့်တက်စီခြင်းနဲ့ဆိုတာမျိုးဖြစ်လာတာပါဒါကြောင့်ဇွဲခွင့်တက်တာဘယ်လောက်ရှိပြီလဲ1 2 3 4 5နေငါဒီငါပထမဆုံး the first and the last အတိအ the last တော့မဟုတ်တော့ဘူးအဲ့ကောင် feel ရရင်ပြန်တက်အောင်ကျွန်တော်အဲ့ဒါငါဘယ်လိုတက်ရမှာအင်းနေအောင်ဒီလိုကွန်တက်သွားလိုက်ပေါင်ပန်ပင်းတော်ခက်တယ်မောလိုက်ကျောင်းဒီဇွဲခွင့်တောင်ထဲမှာရှိနေတာ၄တိုင်ရှိပါပြီကျွန်တော်ကအချိန်ကြီးကတော့ဒီတော့ဒူးနည်းနည်းနာတယ်လို့ပြောတယ်ကျွန်တော်ဘိုင်ရောစားနေပြီဘောမတက်လို့ပဲရှိရတက်လို့ဆိုတာကြုတ်ကြော်လားကျွန်တော်တို့ပေါင်းလာတဲ့73နှစ်ကျော်ကာလအတွင်းမှာဒီနေ့ကသူလမ်းလျှောက်ဖြစ်ဆုံးနေပါသူတို့ physically plus mentally challenging ဖြစ်ဆုံးနေပေါ့မဆင်းတော့မကွာအသက်နိုင်တော့ဗျာလေကားတွေ့နေလို့ဟာမင်းလေကားတွေကကြည့်အောင်လေကားဒါမျိုးဖြစ်နေလို့မင်းစိတ်ကဖြစ်နေတာဒီလေကားပြီးရင်မင်းပြန်ပျော်သွားလိမ့်မယ်ဆွဲကမင်တက်ဖို့ဖြစ်နိုင်မှာထင်လားတောင်းကြည့်ပါလေပြန်မနိုင်ဘူးလို့ထင်တာပါတောင်တက်ဖို့တအားခက်တဲ့ body တွေထဲမှာဖုံးမြက်လို body ကထိတ်ဆုံးစီးရင်ထဲမှာပါမှာပါလူတော်တော်များများလည်းဖုံးမြက်ကိုတက်နိုင်မယ်မထင်ပါဘူးမင်းခဏမင်းတက်နိုင်မှာမလားရောဒီလောက်ထိရောက်လာပြီဘောဒီလောက်ထိရောက်လာပြီမယုံတဲ့ထဲသူကိုယ်တိုင်အပါဝင်ဖြစ်ခဲ့ရပေါ့ဘလားမတက်ရသေးပါဘူးပေါ်ပြီးတက်လို့ပြေသွားတော့တယ်အခုတက်နေတဲ့လှေကားတွေကသူမလုံနိုင်ဘူးဆိုတော့လက်တနာကြီးရှောက်တာထက်အများကြီးပိုခက်တယ်ပိုပင်ပန်းတယ်လမ်းကြီးမသားကြီးညာခမ်းပါလမ်းကြီးမသားကြီးနောက်လမ်း
ဘယ်တော်များလေကားတွေပဲဘယ်လိုဖြစ်ဒီနားမှာလေကားတွေပုံများသွားတော့ဒါဆိုရင်ဒီနားပြီးရင်လေကားပြီးသွားပြီခင်ကျွန်တော်နောက်ထပ်လေကားတွေထပ်ရှိနေပါသေးရဲ့လေကားချစ်လာကုတူချစ်လို့ရှိရလေကားမနေဘူးလေကားတော့မနေဘူးပဲကျွန်တော် outfit check လေးတစ်ချက်ပါကျွန်တော်အင်ကြီးကဘယ်ရလဲဗျာကျွန်တော်ဘောင်းမီကဘယ်ရဖနက်ကဘယ်ရတောင်မှုရတော့ခုနကရင်အမတယောက်ပေးပါ Thank you နောက်လိုမျိုး brutal ဖြစ်တဲ့လှေကားတွေကပြီးသွားတယ်လိုလုံးကရက်ဆက်တဲ့လှေကားတွေတော်တော်ရက်ဆက်တယ်ကွာငါခံကားတတ်ပါတယ်ဒါကြီး ငိုးမငိုရတယ်စတွေ့ရင် အေးနေရမဟုတ်လှေကား အော်ဟိုထားလိုက်ပါအောက်ကဖြတ်ပြီးတော့အပြီးရောပြည့်ကြည့်လိုက်နောက်ဖြတ်ပြ ကျွန်တော်ပေါင်300ကျော်များလူတွေအားလုံးကျွန်တော်ကောင်ကပြိုင်တက်ဖို့ဆိုပြီး challenge ခေါ်ပါတယ်ဟာခေါ်လား defense တက်လက်ပဲတိုင်း ကျွန်တော်တို့နှစ်ယောက်နားလိုက်ဖြည်းဖြည်းတက်လိုက်နဲ့တောင်မြင့်မိုင်းကိုရောက်လာခဲ့ပါတယ်ကျရုံးလားတောင်တက်ချိန်9နာရီလောက်ကြာမှတောင်ချီကိုပြန်ဆင်းဖို့ထက်တောင်ထိပ်ကိုရောက်ဖို့ကပုံနီးသွားပါပြီ Broski โอ้ล่ะแต่เนี่ยဟမ်ငါတို့မြင့်သွားတယ်ရှေ့ ဝက်ကြီးမင်းချက်ဆို အပြည့်ကြီးရအောင် ဝက်ကြီးမင်းအမြင့်တက်လာတော့မင်းဘော်ဒီနဲ့မင်းဒီလောက်ကြီးအမြင့်မင်းဖြုတ်တာ ဟာယာကတေးရော ကြက်တော့နေရမယ်ဝက်ရောက်မင်းရောက်တော့မယ်လူခံစားပျော်လာအောင် ဟာဘာဖြစ်တဲ့ခဏနာမ ဟိုမှာလားဘာနာဒီမှာလားတော့ post ကြည့် main body လုံးနိုင်တယ်ကျွန်တော်အခုကင်းမောင်နှမနန်းဆောင်စီရောက်နေပြီဆိုတော့တော်တော်အမြင်ရောက်နေပြီကျွန်တော်အခုဘာခံစားနေရလဲဆိုလို့ရှိရင်ကျွန်တော်ပျော်တယ်နောက်တော့ကျွန်တော်ဘိုက်စားတာပုံနေပြီဒီကောင်ဘယ်လောက်စားလိုက်မသိဘူးကျွန်တော်တော်စားနေပြီခမင်းမြန်စားရင်မြန်တက်ရမယ်ကဲလားကြောက်တော့မယ်ဟိုပါဖျားပဲ အေးလေးရိုက်ကြရအောင် အေးတော့တစ်ဖြတ်ဇွဲကပင်ဆိုတာမရောက်သေးဘူးလားဆိုတဲ့မေကုန်းတွေခဏခဏကြားနေရတဲ့တောင်ပါဖုံးမြက်လည်းအဲ့မေကုန်းမမေးနိုင်အောင်ပင်ပန်းနေခဲ့ပါတယ်လက်ဖက်တွေရဲ့အာလူကြော် ကျိုးကြော်တော့မရ ကျုပ်ရောတန်တော့ပါတော့အဲလောက်လာဖျားလေးပဲပုံဖျားတစ်ဖြတ်ထိဘိုက်ဝါနဲ့တန်သွားတယ်ကြည့်အောင် view ကတို့နေလဲဒမ်ထွက်တော့အဲ fighting တိုင်းဟိုမှာဆိုင်းဘုတ်တွေ့နေပြီဆိုင်းဘုတ်အနီနဲ့တွေ့နေပြီဇွဲကွင်းဟိုမှာပါတယ်ရောက်နေပြီမနာနဲ့တော့အရောက်တက်လိုက် come on ဆိုင်ပဲလား ဘယ်ရှိရLet's go ဘယ်ရောက်ရဇွဲကွင်း let's go Yes အော်ရအယူဆုံးပါလို့လေ ခင်းစားမယ် ဝကြီးကိုဇွဲကွင်းခေါ်မယ်ဝကြီးကိုဇွဲကွင်းကတ်အဲကြောင့်ထပ်ပြောရမလို့တော့ပေါင်330ပြင်လေမျက်နှာပြင်အထက်2369ပဲကျွန်တော်ညနေ4:42လောက်မှာရောက်ပြီးတော့တောင်တက်ချိန်9:02မိနစ်လောက်တော့ကြာခဲ့ပါတယ် ဆိုတော့လူတယောက်စပါကချွတ်တဲ့လာလို့ဒီမျိုးခံစားရလို့စမလွယ်ဘူးလူရောက်အိမ်မျိုးတော့ပဲလာတယ်လူရှိချွတ်တဲ့ကတော့နေ့အတီလူထမ်းပို့နေရတာမလွယ်ဘူးကျတော့ဒီစစ်လက်ပြန်စင်းနေမလေးတော့ကကောလို့ရောက်လာတာဒါမလေးဆွဲတော့ကော ခိုင်းမင်းတအားဝေးရထင်တာဘယ်လဲဝေးပါလဲ ဓွာရရချင်းလေးပါ တောင်ဝါသူတွေပြောရတော့ဒီလို body မျိုးတောင်ထက်ရောက်တာမမြင်ဘူးဆိုတော့ဖုံးမြက်ကပေါင်300ကျော်ထဲမှာပထမအဆုံးဇွဲကွင်းရအောင်တတ်နိုင်သူဖြစ်နိုင်ပါတယ်ကျွန်တော်ပြောတာဟုတ်ချင်မဟုတ်မယ်ဒါပေမဲ့ဒီလိုဧည့်သည်မျိုးတစ်နှစ်ဘယ်နှယောက်ရှိမှာလဲနောက်တစ်ဆက်ကဇွဲကွင်းတက်ခဲ့တဲ့လူတွေအားလုံးထဲမှာကွာမင်း ငါထူးကြတော့ အရေးအထူးခြားဆုံးလို့ပဲ unique အဖြစ်ဆုံးလို့ကွာ တကယ်တမ်းမှာတောင်းပါအဲ့ပါဖိုက်တယ် ငါဒီနေ့လမ်းတစ်နာရီလျှောက်တယ်2နာရီလျှောက်တယ်ပြီးတော့မရှိဘူးဒါမှမင်းတက်ခဲ့နိုင်ဆိုတော့မိုက်တယ်ကွာသိရမလားကိုက proud ဖြစ်တယ်ဂုဏ်ယူတယ်ကွာ ကောင်းငါကငါတည်းကောင်းကြီးပြင်းဒီပဲကောင်းပါလေဒီ view ကြီးကနေတက်မှာလေကွာဒီနေ့ဟာ ဒီ view ကြီးရတဲ့ ဒီ view ကြီးရတယ်ငါရဲ့ပြောမဲ့ဒီကောင်ကနေမှဒီဇွဲကမင်းဆန်တော့မှာကွာငါမီးပူဆိုရတယ်ကွာ အေးမင်းဘူးဆိုရတယ် ဒါပီတိပဲငါတော့ အေး
လာပြင်းနေတော့ဟုတ်တယ်နော်ဒီနေ့ဟာကျွန်တော်မသိဘူး ကျွန်တော်ဘာမသိ ကျွန်တော်မသိဘူးလာပြင်းနေလည်းမသိဘူးပြက်ကလေးမကြည့်မိနေဘူးဒီတိုင်းလာရတာလာပြင်းနေဖြစ် လေကဆယ်စင်းလောက်တက်ပြီးရတယ်ဖြတ်နာတော့ကွာဟုတ်တော့နှလုံးတအားခုန်နေတယ်ဒူးဒူးဒီငစီကြီးပဲကြားနေရပြီကွာ အေး အဲ့တော့မင်းကဘာနားမရဘူးဟိုနားလိုက်ကြလားနားလိုက်ကြလားဟို6နိုင်လောက်ကြာအောင်နော် ဒီဘောလာကောင်းလည်းပါတော့ credit ပြီး ဒါရဲ့ကျေးဇူးတင်တယ်ကိုဖောင်းကိုတာပေါ်ရအောင်ခေါ်ခဲ့ပြီလို့ မှတ်တာကွာကိုလမ်းလျှောက်နိုင်တယ်ဆိုတာသိငါဒီလောက်ပဲလုံးနိုင်တယ်လို့ထင်တယ်ဒါပေမဲ့ကြော်လုံးလိုက်တဲ့အချိန်မှာငါပိုလုံးနိုင်တယ်လုံးနိုင်သေးရဲ့ဟာဒီလောက်ဝေးငါလမ်းမလျှောက်နိုင်ဘူးဒီလောက်ကြာကြီးလမ်းမလျှောက်နိုင်ဘူးဒီလောက်ကြာကြီးစမိတ်မစီးနိုင်ဘူးလို့ရှိရင်တစ်ချက်ပြန်တွေးကြည့်ငါဇွဲကွင်တက်လာတယ်ငါ6နိုင်လောက်လောက်ရတယ်ဒါကိုမှတ်ထားစေချင်တယ်ကွာသိရမလားဒီခီးကြောင့်ဖုံးမြတ်သူ့ကိုယ်သူမြင်တဲ့အမြင်တချို့ပိုကောင်းတဲ့ဘက်ကိုပြောင်းလဲသွားရင်ကျွန်တော်ကျင်တတ်ပါတယ်ဖုံးမြတ်လက်လှမ်းမိတဲ့ physical challenge တွေကိုသူလုံးနိုင်မယ်လို့ဘယ်သူမှမယုံရင်တော့သူ့ကိုယ်သူယုံကြည်မှုရှိသွားရင်ရပါပြီတိုင်းမင်းဒါဇွဲကွင်တက်တာပထမအောင်ဆုံးနဲ့နောက်ဆုံးလား မဟုတ်ဇွဲကပင်တောင်အပြင်ပေါ့ငါတခြားကြိုက်တီရိုးတော့ပါလို့လဲငါတက်ချင်နေတယ်ကွာတကယ်လို့ကြိုက်တီရိုးငါတက်အခုဒီ body နဲ့မတက်နိုင်သေးဘူးဆိုရင်တော့မှငါတက်နိုင်တဲ့အနေအထားကြီးက transformation လုပ်ပြီးတော့ငါတက်ဖို့စီစဉ်ထားတယ်အဲ့တော့မင်းလိုက်ပြီပေါ့ကွာ အေးဟုတ်လိုက်ရပါဘော အဲ့ဒီတောင်တက်ပြီးနောက်ပိုင်းပေါ့နော်ငါကိုလုံးနိုင်တယ်ဆိုတော့ယုံကြည်မှုလည်းအများကြီးရှိလာတယ်ဟိုအရင်ကထိုက်ဆိုင်တော့တော်တော်ကြီးပြောင်းလဲလာပါတယ်ငါ mindset ပိုင်းပေါ့မင်းဟောတောင်တက်ရတော့မောတယ်ကွာဒါပေမဲ့မောတယ်ဆိုရင်တောင်ပေါ်မှာရတဲ့ feeling နဲ့ view နဲ့မင်းမိုက်တယ်ကွာပြီးတော့တောင်တက်ရင်လည်းငါမိတ်ဆွေလည်းရခဲ့တော့ကွာဟဲ့လားဒီငါတို့တောင်တက်လိုက်ရတဲ့ခီကတန်ပါတယ်တော်တန်တယ် ရှာပါပြီတောင်းချပြန်ရပါပြီ I did it man I did it man